KNNK တူတေးလာပြီးနော်မိုးထီအောင်တက်တော့မယ်ဖြစ်တယ်ဖေဖော်ဝါရီလ10ရက်2016ခုနှစ်အတွက်ငဘာရွှေဈေးတွေကိုကြည့်ရတာငဘာရွှေဈေးတွေမှာဆိုရင်14ကာရက်ကို9011ဒေါ်လာ17ကာရက်ကို4604ဒေါ်လာ17ကာရက်ကို4395ဒေါ်လာ18ကာရက်ကို3969ဒေါ်လာမြန်မာရွှေဈေးတွေဘက်မှာဆိုရင်16ပဲရီကို133,689ကျပ်စိမပဲရီကို98,19308ကျပ်ဆယ်လေးပဲတစ်ပြားရီကို93,996ကျပ်ဆယ်လေးပဲရီကို89,910ကျပ်ဆယ်သုံးပဲရီကို85,16398ကျပ်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရတဲ့တွေအတွက်ကျွန်တော်တို့ရဲ့ Telegram Channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲပါရချမ်းမြေပြင်ရဲ့တွေကိုပိုင်ဆိုင်ကြပါစေ။